လက်ရှိဖြစ်ပေါ်နေတဲ့ရုံးထဲကကိစ္စကိုသူကနေစတာဇလန်းနေကနေစတာနော်ဒီမှာတရားခံစို့အဓိကလိုက်တာဒီမှာအဲ့တော့ဘာပြောချင်တာလဲဆိုတော့ကျွန်တော်မျိုးမင်းမှာဒီမျက်နှာကြီးနဲ့နော်အကုန်လုံးလည်းသိမယ်ထင်ပါကျွန်တော်ရဲ့လောက်ကောက်ကင်ဘက်တကယ်ချင်းမိတ်ဆွေအကုန်လုံးဆွေမျိုးတွေအကုန်လုံးရင်းနှီးတဲ့တကယ်ချင်းတွေရောနော်တော်တော်များများကျွန်တော်နဲ့ပတ်သက်လာလို့ရှိရင်လက်တွေ့တာများရတယ်နော်ဘာဖြစ်လို့ဆိုတော့ပေါင်းသိခဲ့တဲ့ပုံစံမျိုးတွေလည်းတိုက်လိုက်ဒါပေမဲ့အခုကဘာအဓိကပြောချင်တာလောလောဆယ်ဖြစ်ပေါ်နေတာဗောနော်ကျွန်တော်ကလည်းလုပ်ငန်းလုပ်နေရတာဖြစ်တဲ့အတွက်အခုကတော်တော်ဆိုးလာတယ်ဆိုးလာတော့အခုကျွန်တော်ကုမ္ပဏီမှာလည်းကြရက်တွေထသွားတယ်ဟိုကကျွန်တော်ရဲ့ Viber နံပါတ်နဲ့ကျွန်တော်ကျွန်တော် Viber ရဲ့ profile ပေါ့နော် profile ကိုလုပ်တယ်နာမည်ကိုလည်းကျွန်တော်ရဲ့နာမည်နဲ့ပဲရေးတယ်ပြီးတော့ကျွန်တော်ရုံးကလူတွေအကုန်လုံးလိုက်ပြီးတော့ပတ်စံလိုက်ချီးတယ်1000 2000 3000 3000တော့မဟုတ်ပါဘူးသူက9သိန်းထက်တွေပဲချီးလာသူကလူဝိတ်နဲ့ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာအခုနောက်တစ်ယောက်ကိုလည်းနောက်နာမည်တစ်ခုနဲ့အဲ့လိုမျိုးပဲ profile တွေ change ပြီးတော့ profile change နဲ့ဒီတယောက်နာမည်ကျွန်တော်နာမည်နဲ့ change နဲ့ကျွန်တော်နာမည်နဲ့ပဲကျွန်တော်ရဲ့အပေါင်းအသင်းတွေအကုန်လုံးသူကလိုက်ပြီးတော့နီးစက်ရဒါပေမဲ့တော်တော်လေးသိအောင်လုပ်ထားတဲ့နဲ့ contact တွေအဲ့လိုမျိုးလိုက်ချီးတာဖြစ်ချင်တော့ကျွန်တော်ကတော်တော်များများပေါ့နော်လုပ်ထားတာဗျာသတိရှိအောင်မှာတော်တော်ကြီးကိုဆိုးတယ်ဘာလို့သူတို့ကပြီးလာတယ်တဖြည်းဖြည်းအရင်တော့ဆိုလို့ရှိရင်ကျွန်တော်လူလိမ်ဖုန်းတွေကဖုန်းခေါ်တယ်ဒါပေမဲ့သူတို့ Viber မသုံး Telegram မသုံးတာဘူးဒါပေမဲ့အခုလူတွေကဘယ်လိုဖြစ်လာလဲဆိုတော့ဖုန်းလဲခေါ်တယ်အခုဆိုလို့ရှိရင်ဖုန်းခေါ်တဲ့စင်းလုံးမဟုတ်တော့ဘူးဥပမာကျွန်တော်တို့ digital နဲ့ပြန်လိုက်တာပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့တထေးပါပါတယ်ကျွန်တော်တို့အကုန်လုံးပါနော်တရုံးလုံးပါအဲ့ဒါ profile ကိုဒီဖုန်းနံပါတ်ပဲဒါပေမဲ့ဒီဖုန်းနံကျွန်တော်ဖုန်းနံပါတ်ပုံစံမျိုးပေါ့နော်နောက်တစ်လုံးပုံစံမျိုးနာမည်ကိုကျွန်တော်နာမည်လုပ်တယ်ကျွန်တော်ရဲ့ profile ထည့်တယ်ပြီးတော့လိုက်ချီးတာကြောက်ပြီးတော့အခုမှဟာရင်းနေဖြစ်နေပြီးတော့မှကျွန်တော်ပြောလိုက်တဲ့စကားကိုပြန်ယူပြီးတော့သူတို့က iPad ကနေပြီးတော့တစ်ဆင့်ပါဆိုရင်ဥပမာကျွန်တော်ကနေပြီးတော့ A ကိုကျွန်တော်နာမည်နဲ့ A ကိုလိမ့်တယ်နော်ပြီးသွားလို့ရှိရင် IA ကနေပြီးတော့မှပြန်လာတဲ့စကားကိုမူတည်ပြီးတော့မှအဲ့စကားကိုပြန်ယူပြီးအတန်ဖိုင်တွေဒါမှမဟုတ်တစ်ခုကိုပြန်ယူပြီးတော့နောက်တစ်ယောက်ကိုပြန်လိမ့်တယ်အဲ့လိုစင်မကျွန်တော်လည်းမဟုတ်ဘူးကျွန်တော်ရုံးနေတဲ့လူတော်တော်များများပဝန်းကျင်မှာလည်းအဲ့လိုဖြစ်နေကြတယ်အဲ့တော့ဖုန်းနံပါတ်တွေဘယ်လိုရှာလို့ရလဲဆိုတော့ဒါလည်းလူနေလည်းသိပြီးသားမျိုးပြောလိုက်တော့မယ် KB လူတယောက်ရဲ့နာမည်ကိုသိချင်ဖုန်းနံပါတ်ကို KB မှာငွေလွှဲရဆိုပြီး KB မှာ09ဘလောက်ဘလောက်ဆိုကိုစိတ်ထင်တဲ့ဟာရိုက်ချလိုက်အဲ့မှာနာမည်ထွက်လာတယ်အကောင့်နံပါတ်အဲ့ဒါရှားလာပြောလေ MD မှာတော့ရှားကြမလို့နော်ဖုန်းနံပါတ်ရိုက်လိုက် KB မှာငွေလွှဲရဆိုပြီးနာမည်လေးမှာရိုက်ချလိုက်အဲ့ဒါဆိုနာမည်ထွက်လာအဲ့နာမည်နဲ့သူကလိုက်တာအရင်တော့ဆိုလို့အဲ့တော့ဒီဖုန်းနံပါတ်နဲ့ဘလူးကင်နေရမှတ်လားဆိုပြီးတော့နာမည်သိနေအောင်ဒီဖုန်းနံပါတ်နဲ့ဆိုဟုတ်တယ်လို့လူတွေကပြောကြအမှန်တကယ်မဟုတ် KB မှာရိုက်ချလိုက်လွဲလေလေဒါလည်းကျွန်တော်ဖွင့်ပြလိုက်တာအခုကတော်တော်ဆိုးလာတာအဲ့တော့ကျွန်တော်ဒီဖုန်းပဲကင်နေဒီအကောင့်တွေပဲတုံးတယ်ဒါပေမဲ့ငွေကြေးဆိုဘယ်လိုပုံစံမျိုးလုပ်တယ်ဆိုတာကျွန်တော်အတိမိတ်ဆွေတွေသိမယ်တတိထားအောင်လည်းဖြစ်မယ်ကျွန်တော်ဒီဘယ်လိုပုံစံမျိုးသွားတယ်ဆိုတာလည်းသိပြီးသားဖြစ်တယ်ဘယ်လိုပုံစံမျိုးတော့ကျွန်တော်မရှင်းပြတော့ဒါအကုန်လုံးလည်းသိချိထားအောင်မရောက်လာဘူးလို့လည်းမပြောနိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့သတိထားအောင်တော်တော်စိုးနေတာပါအခုတရုံလုံးအခုပွားတော့ကျဲထွက်သွားတာပဲအဲ့လိုမျိုးကျွန်တော်တခြားလူတွေရောအဓိကစပစ်တာဒီမှာစိုးဒီရဒီမှာ digital marketing ညီမဒီဘက်ဒီကတရားကောင်စိုးလိုက်တာနောက်တစ်ခါကျွန်တော်ပတ်စံလိုမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပတ်စံအဲ့လိုတောင်းမျက်နှာလက်ကပြည့်နေအဲ့လိုမျိုးမလုပ်ပါဘူးကျွန်တော်ကိုယ်တိုင် DB ကျွန်တော်ကိုယ်တိုင်လုပ်တဲ့ချိတ်ဆက်မှုရှိပါတယ်နော်အဲ့ပြီးတော့ပတ်စံတကယ်မရှိခင်ဒီဘက်ကကျွန်တော်တို့ရဲ့ဒီမှာကြည့်ဒီရဲ့ finance ကနေပြီးတော့ကျွန်တော်ကနေပြီးတော့ပတ်စံချီးသွားမှာပါနော် finance ကနေပတ်စံထုတ်ပေးမယ်အဲ့လိုမျိုးဖြစ်နေကျွန်တော်မှလည်းဘေးတက်နေအနောက်မှာလည်းတခြားရှိတဲ့အတွက်သတိထားဖို့ပြောပြတာပါအခုကတော်တော်ကြီးကိုဆိုးလာပါအရင်ကတော့ဖုန်းလေးနဲ့လိမ့်တော့ပြီးခဲ့တဲ့2ရက်3ရက်လောက်ကပဲ message ကနေပြီးတော့ကိုမျိုးမင်းလားလူလားမမိတော့ဘူးလားဘာမသိဘူးကျွန်တော်တောင်းအဆက်မှမပို့ဘူးဖုန်းပြောနေတိတ်မကြိုက်ဘူးအဲကြောင့် Viber မှာပြော Viber လာခဲ့ဆို Viber မှာပြောအမဟုတ်သေးဘူးအဲ့နဲ့ skip လိုက်တာဒါပေမဲ့အခုကတော်တော်များများကျွန်တော်နေမဟုတ်ဘူးနော်ကျွန်တော်တယောက်တည်းဖြစ်နေလားမဟုတ်ဘူးတခြားလူတွေနာမည်နဲ့လည်းအဲ့မှာလိုက်တာဟိုကတခြားအပြင်တွေကအဲ့လိုမျိုးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ဖုန်းကျွန်တော်အကောင့်ဟိုပါဆိုလို့ရှိရင်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးပြောဆိုလာမယ်ဆိုရင်ကျွန်တော်လုပ်နေတဲ့ပုံစံလေးရှိတာအဲ့ပုံစံတိုင်းပဲလုပ်သွားပါမယ်လုပ်နေပါတယ်ပြောလို့တော့မရဘူးအကုန်လုံးတော့ကိုချင်းချင်းတော့အကုန်သိပါတယ်เนาะအဲအကြောင်းသတိထားအောင်ပြောပြတာပါအားလုံးပဲတက်တာပါเนาะကြရက်တွေထားနေတော့